quality တက်တက်တာလေးဝယ်ဘူးလေအမှတ်တရရှိတာအခုလက်ရှိနေထားနေဆိုရင်တော့ကျွန်တော်2000ကိုသုံးတယ်ပေါ့နော် T-shirt လေးတွေလေ T-shirt တွေအဲ့ဒါလေးဝတ်ဖြစ်ပါတယ်ဟုတ်အဲ့ဒါကားရိုက်တွေပဲကားရိုက်တွေလည်းဝတ်တယ်အပြင်မှာထားလာဆိုလည်းဝတ်ဖြစ်တယ် T-shirt လေးတွေပေါ့ပါလေးနဲ့ဟိုရိုက်ကွေးလုပ်တဲ့ခါမှလည်းအဆင်ပြေအပြင်သွားတဲ့ခါလည်းအဆင်ပြေတယ်ဆိုတော့အဲ့ဒါလေးတော့ဝတ်ဖြစ်တယ်ဆိုပြီးတော့ကြီးကျယ်များမျိုးဟိုကလုံးချင်တာမရှိဘူးမရှိဘူးဟုတ်ကဲ့ဒါကြီးပြိတ္တာလေးတော့ကြောက်ပါဟုတ်ကဲ့ကျွန်တော်လည်းသဘောကျပါတယ်ဟုတ်တယ်ငွေကုန်တက်တာအဓိကငွေကုန်တက်တာလေဆိုတာအထက်ကိုကျွန်တော်တို့ရတဲ့ပတ်စံနဲ့ကျွန်တော်တို့ budget နဲ့ကိုပြန်ချိန်တယ်ပြီးတော့ကျွန်တော်တို့ဝတ်တဲ့ဝတ်စားလည်းအကုန်လုံးနဲ့ဝတ်တဲ့ဝတ်စားနဲ့အတူတူပဲကျွန်တော်ဖြစ်ချင်တယ်ပြီးတော့တခါကျရင်ဈေးသာရမ်းကြီးနေအယောင်မထွက်တဲ့ဟာတွေလည်းအများကြီးရှိတယ်ဆိုတော့အတက်နိုင်ဆုံးဈေးချိုတာလေးတွေပဲဝယ်ပြီးတော့ကိုနဲ့လိုက်ဖက်တဲ့ဟာလေးပဲရှာဖြစ်တာပါဟုတ်တယ်ကိုပဲဘာဝင့်ဘယ်လိုလိုက်မလဲဆိုတာပဲစဉ်းစားပြီးတခြားရှာဝဲဖြစ်တယ်ခင်ဗျဟုတ်မဝယ်နိုင်လို့အားငယ်တဲ့ပြည်သက်တွေကိုဘယ်လိုတိုက်တွန်းနေလဲဆိုကျွန်တော်တို့လည်းငယ်တော့ဒီလုံးမလုပ်ခင်တော့ဆိုအင်ကြီး4-5တဲ့နဲ့ပဲလေဒီလိုကျွရှင်သွားရင်တပတ်9ရက်ဆိုရင်ဒီလိုပဲရှော့လိုက်ပြန်6ရက်ဒါပြန်ဝက်လိုက်အဲ့လိုပဲပတ်ပြီးသွားနေရပါလေအဓိကတော့ကိုဝက်တဲ့ဝက်စားလေးကိုတက်ခက်လေးပဲတမတေချာလေးရှော့တယ်မိဖို့လေးတိုက်တယ်ကြော့မော့လေးပဲအဟောင်းဆိုလည်းအဲ့လိုကြော့မော့တက်ရက်လေးဝက်တယ်ဆိုလို့ရှိရင်โอเคပါတယ်အဓိကဘယ်လိုပြောမလဲငွေကြေးနဲ့မဆိုင်ဘူးကိုယ်စိတ်နဲ့ပဲဆိုင်တာကိုယ်စိတ်ထဲမှာဒါလေးကိုချိန်နေပြီးကြိုက်နေဆိုလို့ရှိရင်โอเคတယ်ဒါပဲ